မင်္ဂလာပါခင်ဗျအန်ကီတူဒီမှာတင်ဆက်နေတဲ့ဒေါ်လာစီပန်စီလေးစားပါပြီအမေရိကန်ဒေါ်လာဝယ်ဈေး3890ရောင်းဈေး3990ယူရိုဝယ်ဈေး4595ရောင်းဈေး4935စင်ကာပူဒေါ်လာဝယ်ဈေး3095ရောင်းဈေး3155ထိုင်းဘတ်ဝယ်ဈေး135ရောင်းဈေး118.11မလေးရှားရင်းကဝယ်ဈေး995ရောင်းဈေး1011ဂျပန်ယန်ဝယ်ဈေး15.19ရောင်းဈေး15.83တရုတ်ယွမ်ဝယ်ဈေး965ရောင်းဈေး989ကိုရီးယားဝမ်ဝယ်ဈေး1.69ရောင်းဈေး1.96ပြည်တင်ပါဝယ်ဈေး9165ရောင်းဈေး9400ဩစတြေးလျဒေါ်လာဝယ်ဈေး1954ရောင်းဈေး1814ကနေဒါဒေါ်လာဝယ်ဈေး1849ရောင်းဈေး1911ထိုင်ဝမ်ဒေါ်လာဝယ်ဈေး114ရောင်းဈေး119 UAE ဝယ်ဈေး1060ရောင်းဈေး1088အိန္ဒိယ UP ဝယ်ဈေး41.98ရောင်းဈေး44.38ဟောင်ကောင်ဒေါ်လာဝယ်ဈေး499ရောင်းဈေး911မကာအိုပါတာကဝယ်ဈေး484ရောင်းဈေး496ရွှေစည်းငွေစည်းဒေါ်လာစည်းတွေကိုနေ့သိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow ခဲ့ပါဦးဒေါ်လာစည်းပတ်စည်းတွေမနေ့ပြန်တက်မလားကြမလားကွန်မန့်မှာခံမှန်းခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တင်တွေအတွက်ကျွန်တော်တို့ရဲ့ Telegram Channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲတာယာချမ်းမြေတဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ